ရေခဲချောင်းချောင်းနဲ့စတိုင်နဲ့ ဦးကတစ်ချောင်းမရှိတော့ အဲ့တစ်ချောင်းကငါရင်နွေးနဲ့တောက်မှာရင်နွေးနဲ့ရေခဲချောင်းကိုရင်နွေးနဲ့တောက်မှာဟွာလေဥဝကကြလုံးတချင်းလေးတဘောလို့ဆိုပေးပါ ရတာဗော ကမှာဆွဲချင်းကမလို့ ဆက်မနော် မြန်မာတချင်းနဲ့ပြည်တချင်းလား မြန်မာရှင် ဟုတ်ပြီ အစိမ်းကျော်တောက်တောက်ကျော်ကြားတယ်ကျော်ခေါ်ဆွေအစိမ်းကျော်တောက်တောက်ကျော်ကြားတယ်ကျော်ခေါ်ဆွေဟဲ့ငယ်ပြောရဲ့ဟဲ့ငယ်ပြောရဲ့ချက် မင်းတချင်းကစားတော့ဆိုင်တချင်းကြီးလားရ မဟုတ်ဘူးလေဟာဟုတ်တယ်ဆက်မနော် ရှင်းပီတီကမင်းသမီးဆိုတော့သူကပိုးကတ်တတ်မှာရှင်းပီတီကအကုန်လောက်တတ်တယ်မဲစပင်ကျွေးလေးရှင်းတတ်တယ် အစိမ်းကျော်တောက်တောက်ကျော်ကြားတယ်ကျော်ခေါ်ဆွေအစိမ်းကျော်တောက်တောက်ကျော်ကြားတယ်ကျော်ခေါ်ဆွေဟဲ့ငယ်ပြားရဲ့ဟဲ့ငယ်ပြားရဲ့ချက် ဘာမှလည်းမကတ်တတ်ဘူးဒါများထိုင်းနိုင်ငံဘာလို့သွားလို့ဒီမှာ ဒီထဲမှာဆိုကိုကအမဒီထဲမှာကိုကအသက်ကြီးဆုံးဟုတ်လားရှွန်းပီတီတို့ဝေးအောင်လို့ဆိုအိပုံတိုင်နေတယ်ဒါကလေးတွေဆိုဘလို့ကတတ်မှာတော့ အေးပေါ့ ပုံကတတ်တယ်ပုံအဲ့ကောက်ရမ်းကျွမ်းလာ ပုံပေါ်အကြီးဆုံး နော် ဟုတ်ရဲ့ အသက်အကြီးဆုံး ပုံပေါ်လည်း အဲ့ဒါဆက်မနော်ရိုက် တော့ခိုင်သမီးပုံ အစိမ်းကျော်တောက်တောက်ကျော်ကြားတယ်ကျော်ခေါ်ဆွေအစိမ်းကျော်တောက်တောက်ကျော်ကြားတယ်ကျော်ခေါ်ဆွေဟဲ့ငယ်ပြားရဲ့ဟဲ့ငယ်ပြားရဲ့ချက် မရနင်းလည်းမရပါဘူးနင်းလည်းမရပါဘူး ခုတခါကျတော့ဝင်းကြီးအောင်လေးဖြစ်ပါတယ်မင်းသမီးကြောက်ပတော်မင်းသမီးတယောက်မှမဆွတ်ပါဘူးညီလေးကောင်းကောင်းဆိုတဲ့တခြင်းကိုတယောက်မှမကတ်ရပါ မ ဘူး ကတ်ရဘူးကွာ တယောက်မှမဆွတ်သေးပါဘူးစုချထားတဲ့ပတ်စံနဲ့တယောက်မှမတန်သေးပါဘူးခင်ဗျာကဲညီလေးကောင်းကောင်းခုတခါဝင်းကြီးအောင်တန်ဤမတန်ဤညီလေးဆိုးပြအကိုဆုံးဖြတ်ပေးမယ် စက်သိမ်းထားကြရင်တန်ကြီးမတန်ကြီးဆိုလိုက် ငါဆိုမှတော့မင်းဆိုမှမဟုတ် အေးပါညီလေးရဲ့လည်းစောတာပဲ ဆက်မနော်အစိမ်းကျော်တောက်တောက်ကျော်ကြားတယ်ကျော်ခေါ်ဆွေအစိမ်းကျော်တောက်တောက်ကျော်ကြားတယ်ကျော်ခေါ်ဆွေဟဲ့ငယ်ပြားရဲ့ဟဲ့ငယ်ပြားရဲ့ချက် ရပါဘူး ဒူမကိုမကတ်တတ်တော့မင်းသမီးလည်းမကတ်တတ်တော့တက်လန်းတယောက်ပဲ ဒီ ကြ မှာတယောက်မှကိုကြိုက်အောင်မကတဲ့ဦးကွာ တက်လန်းကြီးကြံသေးတယ်တက်လန်းကြီးอ่ะ အနီးကပ်နေတာဆိုတော့အဲ့ဒီကောက်ခမရသိဖို့များတယ် အကောက်မှာ သူကမင်းသားလောက်လာလား ဟုတ်တယ် ရိုးရိုးမင်းသားမဟုတ်ဖေခံတဲ့မင်းလား ဟုတ်တယ်ငါကြီးလုံနေတိုင်းလာတယ်အကောင် ဆက်မယ်နော် စမယ် အစိမ်းကျော်တောက်တောက်ကျော်ကြားတယ်ကျော်ခေါ်ဆွေ လာပြီနော် အစိမ်းကျော်တောက်တောက်ကျော်ကြားတယ်ကျော်ခေါ်ဆွေဟဲ့ငယ်ပြားရဲ့ဟဲ့ငယ်ပြားရဲ့ချက် မရအောင်နင်းလည်းမရအောင်ကိုရီးစူးစမ်းအောင်မလား ကိုဒီလေးကြိုးစားနေတာပေါ့အကူကတော့ကျမ်းမာရေးမကောင်းလို့မကြိုးစား ဘယ်အောင်မှမချန်နိုင်ဘူးနော် အေးပါငါတော့အဲ့လိုကြီးမလုပ်ပါနဲ့ကွာငါစိတ်ဆင်းရဲနေတာကွာ ဆင်းဆင်းနဲ့အဲ့ဆင်းဆင်းလေးနဲ့ဟောဖြတ်ချပြလိုက် အေးပါကွာကျန်တာစိတ်ဆင်းရဲတာမဟုတ်ဘူးကွာစိုက်နောက်ထားတာငါဖဏဘေကောင်းစီးတော်မှမသိဘူး ငါဖိခိုးတော့တယ် မင်းအဲ့အကတွေကအကုန်လုံးတယောက်မှမကတ်တယ်အဲ့ဇွင်းနေရကြမှာကိုဘယ်သူမှမကတ်တတ်တာ ဟုတ်တယ် မင်း ဒီကကြီးပါ ဇွင်းနေရလေးကိုပြပြသားသားလေးဆိုပြလိုက်အကုန်လုံးကတ်တာကိုတယောက်မှမကတ်ဘူးအဲ့ဇွင်းနေရလေးပဲမကတ်ဘူး ဇွင်းနေရာလေးကိုဇွင်းလို့ပြောစစ်အဲ့လိုတော့မလုံးနဲ့ဇွတ်ဆိုရင်ငါမကတ်တတ်ဘူးဇွင်းဆိုတော့ကတ်တတ်တယ်နော် သားသားပြပြသားပြောလိုက် ဆက်မနော်အစိမ်းကျော်တောက်တောက်ကျော်ကြားတယ်ကျော်ခေါ်ဆွေအစိမ်းကျော်တောက်တောက်ကျော်ခေါ်ဆွေခေါ်ဆွေဟဲ့ငယ်ပြားရဲ့ဟဲ့ငယ်ပြားရဲ့ဆောမင်းပြောရလို့လည်းမင်းမကတတ်ပါဘူး ဆေးရမပြတ်နီးမကြကိုဖော်တဲ့စေကိုတော့လာ လာလာ အဲ့ဒီကောက်ကပြ အဖေဒီမှာခေါ်လား ခေါ်ပါဘူးမင်းဖေကမခေါ်ပါဘူးမင်းဖေကမင်းမခေါ်ဘူးမင်းအိတ်စိတ်တိုင်မှာပြီးရင်မင်းမေနဲ့အိမ်မှာ
မင်းမခေါ်ဘူး အဲ့ဒီဇင်းကိုငါတို့တယောက်မှမကတတ်ဘူးအဲ့ဒီဇင်းကိုမင်းရအောင်ကပြ လောက်တယ်မလောက်တယ်မင်းလာလန်းကိုပြန်ပို့ ဘယ်လဲငါဆိုရရှင်ဘယ်သူဆိုပေးပါမလို့ ဟောမောက်စီဆိုပေးလိမ့်မယ်မောက် ပေါ့ စီ စီဆိုပါပေါ့စီ ငါအဲ့တချင်းရ ပေါ့စီရတဲ့အဲ့တချင်း ကစွန်းကျော်ချင်း စိ စိ တ် တ် ကြော် စားမှာဘယ်ကစွမ်းစားကြော ငါကစွန်းပါတယ်မလား ကောင်းကောင်းလေးဆို စိတ် ပြ ကျော် လိုက် စမ်းမယ်အစိမ့်ကျော်တောက်ကျော်ကြာသံကျော်ခောက်ဆွဲအစိမ့်ကျော်တောက်ကျော်ကြာသံကျော်ခောက်ဆွဲဟာငံပြားရင်ဇွန်း မလီဟဲ့ ဒီကောင်ဘယ်တော့မှကြားတဲ့ညက်တာလို့မသိဘူးကွာ အဲ့ဒါမကြောင့်ည ဒီ နေ ကကမို့ယူဒါကြားတဲ့ညက်တာ ညနေရဟိုထမင်းကျွေးတဲ့ဖွဲ့ဇွေးတစ်ချောင်းပြောက်လို့ဆိုပြီးရန်နေတတ်တာဒင်းကြောင် ဟေးဟိုတော့ ရင်မချစ်တော့တင်းလေးတော့ကိုရင်းထတီးစမ်းကိုကွတ်တဲ့ ဟုတ်တယ် ဂျာတိပါစေနောက်ဆုံးရလေးတလုံးလေးမကိုကွတ်တဲ့ ဟုတ်တယ် နာမင်္ဂလာပါ မင်္ဂလာပါ ကျင်နာတင်းလေးကိုကွတ်တဲ့ ဟုတ်တယ် ကိုရောက် ကိုရောက် ကိုလိုများ ကိုလိုများ ချစ်ရဲ့လားကိုနဲ့ ကိုနဲ့ တို့တွေနဲ့ တို့တွေနဲ့ ခွဲနိုင်ဘူး ခွဲနိုင်ဘူး ကကနာတကယ်ပြောတော့ ပြောတာ ညလိုက် ချောင်းလိုက်ပါ အသက်ရှင်နေတော့ ကိုကုတ်တဲ့ ဝိယံသက်ရှင်နေတော့ချစ်တော့ကိုကွတ်တော့ပါ ဟိုဖီတူဝမ်ပါလေဟာဆမ်ယောမင်းရခပါလေ 1 2 3 go မင်းလေးပေါ့ဘူးဒီမှာနောက်ပါဟာ ရှင်မချစ်တော့ဒီဒီဘကိုရေးချုပ်ဒီစုဒီလူတွေဇာတိပါစေနောက်ဆုံးကလေးတလုံးလိုက်မှဒီလူတွေရှင်မစင်းတော့ချစ်တာပါဒီကလာတီလီဒီလူတွေဒီလူရောက်လို့ရချစ်ရင်လားဒီလူနေတို့တွေနဲ့ဖိနိုင်ဘူးဒီလူနာဒီပြူနာရှုံလိုက်ပါအသက်ရှင်တာဒီလူအကျဉ် ပုံလေး အိပ်ပုံမအသက်ရှင်တာဒီလူတွေအားလုံးတက်ပါရှင် တယောက်ထက်တဲ့မဟုတ်ပါဘူးဟာကျေဟာဟေး Next one ရွှေပီဒီ ရင်မပြတော့တင်းလေးတော့ကရှင်းထောက်နေစမ်းကိုကွတ်တဲ့ဇာတိပါလေနော်ဆုမလေးနှလုံးသားလေးမကိုကွတ်တဲ့ ကိုတဲ့ တာချင်တာပါ ကျင်နာပါ ငလာတိလေး ရွှေပီဒီ ကိုရောက် ပီဒီလေး လုံးများ လုံးများ ချင်းရင်လား ချင်းရင်လား ကိုနဲ့ ကိုနဲ့ တို့တွေနဲ့ တို့တွေနဲ့ မခွဲနိုင်ဘူးကိုနော် ကိုကိုနော် တကယ်ပြောတာ တကယ်ပြောတာ ရှင်းလိုက်ပါ ရှင်းလိုက်ပါ သက်ရှင်နေတာကိုကွတ်တဲ့ ဟာရွှေပီဒီအသက်ရှင်နေတာကိုကိုအတွက်ပါ ပါလေရွှေပီဒီရော4 3 2 1 ဟာ အဲ့တော့ခင် ဟေး ခက်ချင်းဆိုရ kitchen ဟုတ် ဝေကရ kitchen ဒီကကြတော့ခက်ချင်းဆိုရင် kitchen ဆိုမင်းချင်းလေးက ကောင်းတယ်ဘာမှ ဘာမှပြောရတယ်ဘူး ကောင်မလေးတွေဆိုမြေတာရှင်ပြမဲမပြောနဲ့ငါပြောမယ် ဆိုမင်းချင်းလေးက ဘာလဲ ညီမတို့ရဆိုမယ်နော် အဲ အစိုးလေး စိုးလေး ဟုတ်တယ် ကဲနင်ကစိုးလေးဟောကောင်းတခိုးလေး တခိုးလေးဟော ကဲဆိုမလေး စိုးလေး စိုးလေး စောင့်ပါရင်
ဘာလို့လဲဆိုတော့ဤပုံတို့ရှေ့ကရေးဆက်ပန်းခဲ့ဖို့တော့တစ္ဆာကြောင့်ဘုံတော်ကွေ့မှာစုံတွဲခဲ့ကြတာပါတယ်လေကရဒီကဤပုံတို့ညီမ3ယောက်လုံးကကျူစာပန်းစားလေးကမယ်ပရိသတ်ကလည်းဤပုံတို့အညာမီအငိမ့်လေးပါလို့ပဲမိတ်ဆက်ပေးပြရစီပါရှိအဲ့တော့ပရိသတ်ကလည်းအားပေးရများတော့ဤပုံတို့လေးလုပ်ကြည့်အောင်ဟိုညီမ3ယောက်ဆိုတော့တယောက်တစ်ခွေစီမကတော့ ဟုတ် ဤပုံကိုညီမတွေကအမပေးတဲ့ဒိုးစစ်ကလေးတော့ပဲလိုက်ပြီးကမယ်ဆိုတော့ဤပုံကဒိုးစစ်တစ်မျိုးကိုညီမ3ယောက်တူတူကမယ် โอเคโอเคโอเค ဟုတ်တယ်နော် ကောင်းတယ်အေး ရုပ်ကိုက စုချတာမလုပ်အောင်မလုပ် တက်တက်လုံးနေကြီးပွားမဲ့ရုပ်ကို အဲ့ဒါကြောင့်မလဲဆိုင်ဝဲနိုင်ရင်ဒီပြူပင်နေရမယ်ပြူသေးလေးလာပါပြီဗျာ ကိဒါစရာကိုဒီက ဟေး ကိုပါစီရတာဤပုံတို့အထိုင်အထားလေးကတ်ချင်ပါတယ်ရှင် ဟုတ်ကဲ့ပေါ့ အဲ့ဒိုးစီယာလေးကကိုနေတို့ကြည့်ပေတို့ပေကြည့်ကြည့်ပေတို့ပေကြည့် ကိုနေတို့ ဒိုးစစ်တစ်မျိုးကိုညီမ3အောင်တူတူကမယ် 3အောင်တူတူကမယ် နော် ဟုတ် အဲ့ဒါဆုံးမတချင်းလေးကလက်ရည်တဲ့ပြင်ဒီတဲ့ ကောင်းတယ်ဗျာ ဒီသွားကြည့်အောင်ရှင် ဒီလေးဝလက်ကလေးနဲ့ ဟေးတငယ်ချင်းရေတို့နေပဲဒီဘုတ်တကီစီရှိခွေးရမဲရမလာတဲ့ဘီညညရင်းနေအသက်ရှိရှိခေကြီးမိမိလိုက်ရတဲ့ဘီရှေးရတော့ဘာလို့ချစ်ကြရီ ဤပုံပုံ နောက်ကပမလီလေးနေတော့ဆိုင်းစရာလေး မင်းရခ ကျော်လာပြီနောက်တစ်ယောက်